အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ Fear ရှိမဲ့ skin တွေအကြောင်းကိုမှသီးသန့်ဖော်ထုတ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ကဲဒီတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုတော့ဒီလာမယ့် session နေ့မှာရောက်ရှိလာမယ့်ဒီ Aspirant event ပေါ့နော်ဒီ Aspirant event ဟာဆိုရင်ဒီလာမယ့် session နေ့မှာရောက်ရှိလာမယ်ဖြစ်ပြီးတော့ Feedback ကနေနဲ့ page 1 page 2နှစ်ခါရောက်လာမယ်သူကဆိုတော့ဘင်ကိုနဲ့လာတာဖြစ်တဲ့အတွက်ဒီမျိုးဘုံလေး3ဘုံဒီအလုံးလေးကကြာသွားပြီဆိုရင်ပေါ့နော်အတန်း3ခုတန်းသွားမယ်ဆိုရင်ကျွန်တော်တို့ကဒီ channel ရဲ့ skin ကိုဒါမှမဟုတ်ဒီ Lassie ရဲ့ skin တစ်ခုခုကိုရရှိမှာဖြစ်တယ်တကယ်လို့တစ်ခုစလုံးရှိသွားပြီဆိုတော့ epic skin ဒါမှမဟုတ်ပေါ့နော် limited ဒီ lucky box skin ကိုရရှိမှာဖြစ်တယ်ဒါပေမဲ့တန်းတော့တိုင်းမှာလည်း light brown ဒါမှမဟုတ် epic ဒါမှမဟုတ်ရင် lucky box skin တွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ event ကဂုံးဆင်းရတာတန်တယ်ဒီ free skin တွေရရှိမဲ့ event တစ်ခုဖြစ်ပါတယ်ကဲဒီတော့နောက်တစ်ခုကိုပြောရမယ်ဆိုရင်တော့လာမယ့်နေ့တော့သေချာတော့မသိရသေးတဲ့ဒီ show free draw ဆိုတဲ့ event ဖြစ်ပေါ့နော်ဒီ show free draw ဆိုတဲ့ event ကတော့ free token တွေပါမယ်ဒီဟာဆိုတော့ဒီ skin claim ယူတဲ့ event လို့ပဲကိုကမားပြီးတော့ဒီ emote တွေပါတွေဒါမှမဟုတ်ဒီမျိုး box လေးပေါ့နော်ဒီ skin train card တွေဒါမှမဟုတ် magic dress တွေရနေတဲ့အချိန်မှာ claim မိသွားမယ်ဆိုတော့ဒီ skin တွေကိုရရှိတော့မှာမဟုတ်ဘူးဒီမှာ lucky box skin တွေအထိကိုဒါမှမဟုတ် epic skin တွေအထိကိုမှရရှိနိုင်တဲ့ skin ဖြစ်တယ်event ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ event ကတော့သေချာပါအောင်ဂုံးစင်းနေတယ်သူက test တွေကတော့ diamond ထည့်ရမယ် test တော့လက်ရှိမှာတော့မတွေ့ရသေးဘူးသူက gain ဆွရမယ် test တွေပဲတွေ့ရသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဟာက free ရရှိမဲ့ event ဖြစ်တာဖြစ်တဲ့အတွက်ဒီမှာလည်း skin တကောင် free ရရှိမှာမလို့ဒါလည်း skin ဂုံးစင်းရမယ် event တစ်ခုဖြစ်ပါတယ်ကြည့်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကြည့်လိုက်ရအောင်နောက်တစ်ခုဆိုရင်တော့ဒါ Angela Annual Style Skin ကို Fuckman 9000နဲ့လဲလဲရမယ်အကြောင်းဖြစ်တယ်ဒီဟာဆိုရင်တော့လေဒီ Fuckman 9000က Starlight Member ဝင်တိုင်း free ရရှိတာဖြစ်တဲ့အတွက်ဒါကလည်း free skin လို့ပြောလို့ရရဲ့အထီးပါပဲဒီ Angela Skin ကလည်း free ရရှိမယ်လို့ပဲထည့်ပြီးတော့ပြောလိုက်တာပါကျန်တဲ့ emote တွေသူ့ရဲ့ဒီတခြား effect တွေတော့ဒီ100နဲ့ပေါ့နော်ဒီ Fuckman 100နဲ့ဖောက်ကမှာဖြစ်တယ်သူကကန်ကောင်းရင်တန်းပေါက်မယ်ဒါမှမဟုတ် skin ကိုလည်းကန်ကောင်းရင်တန်းပေါက်မှာဖြစ်တဲ့အတွက်ဒီကောက်အောင်လည်းဒီ Fuckman တွေကဒီ site မှာဝင်တာ free ရှိတာဖြစ်တဲ့အတွက်သူ့ကိုလည်း free event ဆိုပြီးတော့ထည့်ပြီးတော့ပြောလိုက်ပါရစေပေါ့နော်ကြည့်ရအောင်နောက်တစ်ခုသွားလိုက်မယ်ကဲနောက်တစ်ခုအနေနဲ့ပိုပန်ကူပါတို့ရဲ့ All Star Skin ကို free ရှိမှာပါသူ့ကတော့ gain လေးတွေဆော့ပြီးရင်လည်းဒီမျိုးကတ်လေးရမယ်ကတ်1000ပြည့်တဲ့အခါမှာဒီပိုပန်ကူပါရဲ့ skin ကိုဒီလဲလို့ရမှာဖြစ်ပါတယ်ဒါလည်း free skin တစ်ခုပါပဲဒါကြောင့်မလို့သူ့လည်းဒါ free skin အနေနဲ့ထည့်ပြီးတော့ပြောကြားလိုက်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒါ promoter event မှာဒီ promoter event ကတော့မပါမဖြစ်ထည့်ပြီးပြောပေးမယ်ဘာဖြစ်လဲဆိုတော့ဒီ promoter event ကဘာပဲဖြစ်ဖြစ်ဂုံးစင်းရအဆင်ပြေတဲ့ event ဖြစ်တယ်ဒီ promoter တွေက test တွေနဲ့လာဖြစ်တယ် test တွေကအရင်တုန်းကအတိုင်းပါပဲ daily login ဝင်မယ်ပြီးတော့တငယ်ချင်းနဲ့ဆောဒါမှမဟုတ်တငယ်ချင်းနဲ့မဆောနိုင်ဘူးဆိုရင် diamond ဖြည့်ပေါ့နော်ဒီလောက်ပါပဲဘာမှတော့ထွေထူးတော့မရှိဘူးဒီ promoter တွေကတော့တနေ့ကို55လုံးရမယ်စုစုပေါင်းအနေနဲ့800ကျော်ရရှိမှာဖြစ်တယ်နောက်ပြီးတော့ဒီ promoter တွေကနေဒီ skin တွေကိုပေါ့နော်ဖောက်လို့ရမှာဖြစ်တဲ့အတွက်လဲလို့ရမှာဖြစ်တဲ့အတွက်ဝယ်လို့လည်းရမယ်ပေါ့နော်လဲလို့လည်းရမယ်အတူတူပါပဲအဲ့လိုမျိုးရမှာဖြစ်တဲ့အတွက်ဒီကောင်းကိုလည်းထည့်ပြီးတော့ပြောကြားပြလိုက်တာဖြစ်ပါတယ်ဒီဟာကလည်းနည်းနည်းတော့29ရက်နေ့ရဆိုရင်ရောက်ရှိလာမှာဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်တို့နောက်တစ်ခုသွားလိုက်အောင်ပေါ့နော်ထုံးစံအတိုင်းဒါကဒီ All Star event တွေရောက်လာတဲ့ခါကျရင်ဒီ Harriet All Star Skin 515 skin ကိုပေးတာမျိုးပေါ့နော်ပြီးတော့တခြား skin တွေကိုပေးတာမျိုးဒါကတော့ဒီ3ကတ်ပြည့်သွားပြန်ဆိုရင်ဒီ skin တစ်ခုကိုလဲလို့ရမှာဖြစ်ပါတယ်ဒါကလည်းထွေထူးမဟုတ်တာဖြစ်တဲ့အတွက်ဒီမှာဆိုရင် face skin တစ်ကောင်ရမှာဖြစ်တဲ့အတွက် free ရရှိမယ်လို့ထည့်ပြီးတော့ပြောကြားလိုက်ပါတယ်နောက်ခုအနေနဲ့တော့ဒီ summer skin ကိုမှဒီကြိုက်တဲ့ special skin နဲ့လဲလို့ရမယ် event မှာတကယ်လို့ကိုမှ summer skin ပို့နေရဆိုတော့ကြိုက်တဲ့ special skin 65កောင်နေရမှာတကောင်ကိုကလဲလို့ရမှာဖြစ်ပါတယ်ဥပမာအဖြစ်Fanny ရဲ့ဒီ summer skin တော့ရှိတယ်ကျွန်တော်မကင်ဘူးဆိုရင်တော့အဲ့လိုမျိုးပေါ့နော်ဒီ65កောင်100တကောင်နဲ့လဲကွင်းရှိပါတယ်ဒီတော့အခုပြတာပေးတဲ့အတိုင်းပဲကျွန်တော် Fanny ရဲ့ skin ကိုတခြား special skin နဲ့လဲလိုက်မယ်ပေါ့နော်ဒီကဆိုရင် confine ဖြစ်အောင်3စက္ကန့်စောင့်ပေးရပါတယ်3စက္ကန့်ပြီးသွားရင်တော့ confine ပေးလိုက်ရင်ဒီမျိုး box ရလာမယ် box ရလာတဲ့အခါကျရင်ဒီမှာပေါ့နော်ဒီ skin တွေပြထားပေးရအဲ့ skin တွေထဲမှာကိုကတကောင်ကိုလဲပြီးတော့ရယူနိုင်မှာဖြစ်ပါတယ်ကဲဒါကြောင့်မို့လို့ပေါ့နော်ဒီမှာဆို special skin တွေကတော့အစုံကိုပါဝင်လာတာပါ special skin လေးတွေကလည်းတော်တော်လေးမှလာရပါတော့ဒီ diamond 990လုံးနဲ့ဝယ်လို့ရ skin တွေမှန်သမျှအကုန်ပါဝင်ထားတယ်ဒီတော့ဘာပဲဖြစ်ဖြစ်ဒီဟာကလည်းမဆိုးလို့ပြောလို့ရတယ်ဒီနှစ်မှာကတော့ summer skin အနေနဲ့ဒီ11ရဲ့ summer skin ကရရှိမှရောက်လာမှာဖြစ်ပါတယ်ဒီတော့ 11 skin လေးကတော်တော်လာပါတယ်ဒီတော့ဂျိုင်းမှာပြန်ပြောပေးရမယ်ဆိုတော့ဒီမှာဆိုရင်လည်းဒီ special skin ကိုဒါမကင်တဲ့ skin နဲ့လဲပြီးရရှိမှာဖြစ်တဲ့အတွက်ဒါကလည်း free လို့ပဲသုံးလိုက်ပါမယ်ဒါကြောင့်မလို့ဒီမှာလည်း free skin တကောင်ထပ်ပြီးရပါအောင်မယ်ဒါကဒီတစ်လအတွင်းမှာပဲပေါ့နော်
ဒီတရနဲ့လား3လအတွင်းမှာပဲစုစုပေါင်း8လဒီ6ခွန်8အဲ့3လအတွင်းမှာပဲပေါ့နော်ဒီ second တွေကို free ရရှိမဲ့ event တွေကိုနည်းနည်းပြန်ပြီးပြောပြပေးလိုက်တာဖြစ်ပါတယ်ကဲနောက်တစ်ခုအနေနဲ့သွားမယ်နောက်ခုအနေနဲ့ကတော့ဒါကတော့ season 37ရဲ့ skin ပေါ့နော်ဒါ Fermi ရဲ့ skin ပဲဖြစ်ပါတယ်ဒါသူကဒီ season ကုန်သွားပြီဆိုရင်တော့ဒီ skin ကို free ရရှိမှာဖြစ်ပါတယ်ဒီ event ကလည်းဒီဟာတော့ event မဟုတ်ဘူးเนาะဒါ season ကုန်ရမှာဖြစ်တဲ့အတွက်သေချာပေါက်ယူသိနေယူမယူလဲသူ့ဟာသူ auto ရပါတယ်ကဲဒီတော့နောက်တစ်ခုကြည့်လိုက်မယ်ကဲနောက်တစ်ခုအနေနဲ့ပြောပြရမယ်ဆိုတော့ဒါကတော့ဇွန်လဇူလိုင်လ10ရက်နေ့မှာရရှိလာမဲ့ဒါစိတ်စီရ event မှာ free ရရှိမဲ့ဟာပဲဖြစ်တယ်ဒီကောင်ကတော့တန်ဒရောမှာဆိုရင်ထုံးစံအတိုင်းပဲဒါမရှိသေးတဲ့လူတွေကိုဆိုရင်ဒါ brand ရဲ့ဒီစိတ်စီရ saver skin ပြီးမှဖြစ်ပါတယ်ဒီလိုရှိပြီးသားလူတွေဆိုတော့တခြား item ပေါ့နော်ဥပမာဖြစ်ဟိုရုပ်ပုံအောင်မရှိသေးဘူးဆိုရုပ်ပုံအောင်ပေးတယ်တကယ်လို့ effect မရှိသေးဘူးဆိုရင် effect ပေးတယ်တချို့တလီကတော့ဒီ coin ပဲရလိမ့်မယ်ပေါ့နော် coin ကလည်းအနည်းဆုံး20ကနေပါ sorry 20ကနေပါ40 10ကနေပါ40ပါဝင်လာတာဖြစ်တဲ့အတွက်ဒီဘက်ကတော့ကုန်းစီရတာ share မိုက်တယ်နောက်ပြီးတော့ဒီဟာကလုံးဝယူ share ပေါ့နော်ကုန်းစီရလည်းတော်တော်လေးမှမိုက်ပါတယ်ဒီတော့ဗာဖြစ်ဖြစ်ကုန်းစီကြည့်ကြဖို့ပြောချင်တယ်သူကဆိုတော့ feed ကန်နှစ်ခါလာမယ် feed ကန်က page 1 page 2နှစ်ခါလာမှာမှစုပေါင်းအခု30ပဲရရှိမှာပါဒီတော့ daily တွေနဲ့ဘာတွေနဲ့ဖောက်မယ်ဆိုရင်တော့ဒီ diamond အနေနဲ့1000ဝင်းကျစ်လောက်ပဲကုန်ကြမှာဖြစ်ပါတယ်ဒီတော့ဗာဖြစ်ဖြစ်ဒီဘက်မှာကုန်စင်းကြည့်ရဖို့ပြောချင်တယ် ghost skin တွေလည်းတိုင်းပြီးပေါက်နိုင်ပါတယ်ခရီးရောနောက်ပြီးတော့ပုံပါပဲကျွန်တော်တို့ပြန်ပြီးဆုံးတွေ့ကြမယ်ပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီမှာဆိုရင်တော့ free ရှိမဲ့ skin တွေကအများကြီးကိုပြောပြပေးသွားပြီဆိုတော့ကဒီအားလုံးပဲကျဉ်းတဲ့ကြားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ထင်တယ်ပေါ့နော်ဒီတော့တကယ်လို့နားမလည်တာရှိတယ်ဆိုရင်ဒီ comment မှာဒီဗီဒီယိုရဲ့အောက်က comment မှာမေးသွားခဲ့လို့ရတယ်နောက်တစ်ခုအနေနဲ့ပြောချင်တာကျွန်တော်ရဲ့ Telegram channel ကိုလည်း join ပေးခဲ့ဖို့ပြောချင်တယ် Telegram channel join မှုကတော့ဘယ်အနေစမလဲဆိုရင်ကျွန်တော်ဗီဒီယိုရဲ့ description မှာကျွန်တော် link ချထားပေးမယ်ပေါ့နော်အဲ့မှာလာပြီး join ပေးကြဖို့ပြောချင်ပါတယ်ကြည့်တော့ဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုတစ်ပုံပါပဲပြန်ပြီးဆုံးတွေ့ကြပါမယ်အားလုံးပဲ bye bye